ဘာလဲဘာလဲငါလေးမမေးစားခိုင်းတာဒီမှာခေါ်လာပြီငါလည်းလူလိုနေတာကွာသူနဲ့ငါထောင်းနဲ့ကဲဇိုင်းတော့ရောပြောကြမလို့ကွာဟုတ်ရက်သေးတာတော့တော့မရှိဘူးကွာကိုမစားဘူးမိမကိစ္စမရှုံးဘူးကွာစလိတ်ကတော့ကွာဝေလာဝေးကွာကိုကျွန်တော်စလက်တစ်ခါတော့တိုက်ပါဟဲ့ကိုလည်းငါမျိုးအမကပြေဘောကလည်းကျွန်တော်စလက်ချက်တာတော့ဖြတ်တာပေါ့ဒါပေမဲ့ကျွန်တော်ကရင်းချင်းနေပြီဟုတ်အဲ့တော့ရပါလေဗျာငါရောအဲ့ဒါကသူ့အခက်မယ်နော်ဟုတ်ပြီရပါတော့ရမရမေးအဝေးစားတော့နဲ့အေးရလေးကိုလာဖို့လို့နော်မင်းတရားမောင်းမလို့တော့ဒီမှာအဲ့ဆိုကျေးဇူးပဲငယ်โอเคတော့ဒီနေ့ငါတို့အဲ့ဆိုဒီနေ့ပဲလို့စောက်ဝင်လိုက်တော့ပါဟုတ်တော့မှပကံလေးပါလေးဆေးဖို့ရှိတယ်ခဏတော့ရှင်းလိုက်နော်ဟုတ်ပြီညီမလေး3ယောက်ထဲလာရောက်ထဲလာရှင်လားတော့ပါဘူးညီမလေးညီမကိုမျက်စိထဲမှာအရန်လာနေတော့ဘော3ယောက်မြင်မိတာပါဒါနဲ့ညီမလေးဘာမှစားမလဲထမင်းကြော်တက်သားနဲ့တပွဲတယ်ပြီးတော့အချိုရည်တပူဒီကြော်ချက်သားနဲ့ဆိုတော့ကိုကျဲဦးကိုဘယ်လိုတင်ပြရမလဲညီမလေးကျဲဦးကိုအသေးပုံလေးနဲ့တင်ပြရမလားဒါမှမဟုတ်အသေးချမ်းနဲ့တင်ပြရမလားခဏနေပါမှာဒီမှာညီမလေးမနေသေးတယ်မထိုးဘာလို့လဲခင်းပါနေနေရအဲ့တူကပါမလဲလို့ပြောနေတယ်မင်းပြောရတယ်ပါတော့ဘာလို့ဒီချောင်းတော့အေးမလေးရှင်းထားချခဲ့တော့ကိုမမလဲကိုတကုံပြန်ပူရှာနော်တကုံပြန်လို့နော်အနီလာဆိုင်ကမဆိုင်ဆိုင်ခဏစားတော့ရတော့ရှင်ကွာဒီတော့အစမ်းရောင်လည်းမဟုတ်အနီအောင်ပို့ကောင်းတယ်ကိုလိုတာရှင်းထားမှာနော်ဒီရတော့ရှင်ပါလို့ဆိုညီမလေးချစ်ကြီးသုံးဆောင်နော်ညီမလေးမာလာပြရမဟုတ်ချက်ဟုတ်တယ်လေအခုမှလေးတင်ညီမလေးမာလိုက်တာလေဆိုင်ရှင်းလာပါဦးဘာလို့လုပ်လိုက်မလဲညီမလေးမာလာမလေးရပါပါမလေးထမင်းကြော်တက်သားနဲ့အချိုရည်အော်ကျွန်တော်ကြည့်နေတယ်ဒီဘီယာနဘူကဟိုဘက်ဝဲရမှာလားဘယ်ပါလဲတတိယသူတို့နှစ်ယောက်နေရပြောင်းထိုင်ခဲလိုက်မယ်လေဟာမတို့တတိယမလုပ်နဲ့တော့တတိယမားမယ်တော့ကျွန်တော်ဘသူသားလို့ထင်နေတော့မင်းဘူးသားကျွန်တော်နောင်ကြားသားဗျမင်းမျိုးဘာလို့ဒီပြောရလဲမင်းတော့နာတော့မယ်နော်သားတော့မလုပ်ဆက်ရှိရတော့သားရဟိုမှာ customer ဘာလို့လဲမသိဘူးဆက်တော့တတိတူတာဟုတ်အခုဘာလို့လဲဘလို့ကြီးကိုဒီရုပ်ွက်တွေပဲတင်းပြီးတော့နော်အဲ့ဒါကျွန်တော်တင်းလိုက်ပြီနော်ဟုတ်ပြီဟုတ်ပြီဟုတ်ရင်းကြီးရကိုကိုချက်စပြုတ်မှလာဘာလို့လာမချဘူးချက်စုပ်ပြုတ်ရပြီရောချက်စုပ်ပြုတ်ညီကိုချက်စပြုတ်ဘာလို့ငားရဖြစ်နေခုခေတ်ကျငါးနဲ့ခက်စစ်စစ်ပဲကိုရေဒီပါဟိုကချက်စပြုတ်မှဘာလို့ငားရိုးတယ်ဖြစ်နေလဲအခုတောက်ကြည့်လိုက်ကျွန်တော်မလာချက်စပြုတ်ဘာလို့ငားရိုးဖြစ်နေလဲဟဲ့မထိုးဘယ်လိုလုပ်လဲခဏတည်းကျွန်တော်ဂိတ်ချနေတယ်ဟာမင်းကဖုန်းကြီးတော့နေဟုတ်ပြန်လာဖုန်းပြောကအလုပ်ထုတ်လိုက်ပြီဟာဒီကျွန်တော်ဒီမှာကနေရမယ်ကြိုက်တဲ့နေရာမှာသွားနေကွာကြိုက်တဲ့နေရာမှာသွားနေကွာခုချက်ချင်းထားတာပြန်ပြင်ပေးမယ်နော်သွားမယ်စိတ်နေတယ်ကွာဆန်းရှိရပဲအပြာတော့တောင်းမယ်ကွာဆက်ချင်းခဏတော့လောက်ဘာတော့ကောတံပြန်လာတော့ထုတ်တော့တာပေါ့ငါအခုက customer အနေနဲ့လာမှာတော့ပတ်စားအောင်ပါလားလူလာငါကတော့ပုတ်ကူကြည့်ပါခဲ့အမေခဏဆိုင်ချင်းဆိုတာ customer ဆက်ကျင်နေမှုပြရတယ်လေ
စိတ်ရင်းနေတယ်ငါလောက်ရှင်ကမကောင်းနော်အလောက်ထောက်လိုက်တယ်ရ ခင်ဗျားပြောတာ မဟုတ်ပါဘူးငါအလောက်ရှင်ကိုပြောတာဒီစဉ်းစားကြည့်ငါပေါ်မှာကောင်းကောင်းလုပ်ခဲ့တဲ့ညဒီတော့အကောင်းမမြင်ဘူးငါမတင်တော့ကွာငါလောက်ရှင် ဘယ်လိုရှင်းနေမလဲလို့ခေါ် အောင်နေတာလေ အောင်လားဟုတ်တယ်ကွာ အေးအဲ့ကောင်အောင်နေတာကောင်းမကောင်းတာရော ဘာအောင်လားဆိုတာလေကွာ အေးလေမင်းမကောင်းဘူးအဲ့တော့ငါအောင်နေတာဆိုတာကွာဆက်ထိုင်နေဆက်ထိုင်နေရဘူးကလည်းဒီ ဒီ တော့ တော့ပြောတာပဲကောင်း မဟုတ်ဘူးလေ Monster kill.